ကဲကျွန်တော်ဝင်ရအားပေးကြတော့အကူမောင်များအားလုံးမင်္ဂလာညချမ်းပါပဲပြောမှာ။ဘာကြောင့်လဲဆိုတော့ဗီဒီယိုရဲ့တိုင်ညဘက်ကိုเนาะအဲ့တော့ဒီညရဲ့တင်လိုက်မှာမနက်ဖြန်လောက်တော့မနက်ဖြန်နေလဲမနေလဲဒီညဖေချင်းလောက်ရောက်မလဲတော့မသိဘူး။ကိုင်းပထမဟိုရင်ကလုပ်ခဲ့တဲ့ပုံစံအတိုင်းမနက်ဖြန်နေလဲနေကမိုင်းလဲကိုမသွားစရာရှိတယ်လောကိစ္စရှိတာဖြစ်လို့အချိန်ရမှာမဟုတ်ဘူးเนาะမလှည့်နိုင်တာဖြစ်လို့ဒီညအားတဲ့အချိန်မှာလုံးဝဗီဒီယိုဖိုင်ရိုက်ပြီးတော့တင်ပေးလိုက်ပါတယ်ကျွန်တော်ကိုများအားလုံးเนาะအားလုံးမင်္ဂလာပါเนาะမင်္ဂလာညချမ်းပါပေါ့ဗျာเนาะအဲ့တော့ဒီနေ့လဲကျွန်တော်ကိုမာရီနေ့ကတင်းလာနေ့23ရက်6လ2025တော့ဒီတင်းလာနေ့မှာမနေ့က98ညနေပိုင်း86ထွက်သွားတာဖြစ်လို့ကျွန်တော်အဖွဲ့ဝင်နေတော့မရသေးဘူးเนาะကျွန်တော်ရဲ့ free တွေပဲအဆင်ပြေမယ်เนาะကျွန်တော်အခမဲ့တွေပဲကျွန်တော် line ပေါ် YouTube ပေါ်အကူမတွေကျွန်တော် like ယူကြည့်တဲ့အားပေးတဲ့အကူမတွေပဲရပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့မနေ့က98ညကျွန်တော်ပြောခဲ့တဲ့10ပတ်ဒီအမှာပေါ့เนาะ10ပတ်ဒီအမှာဆိုတော့98ဆိုတော့10ပတ်ဒီဝဲမယ်။ကိုမရကပတ်ဒီနှလုံးပေးတဲ့အခါတလုံးကိုအမှာဆိုပြီးတော့ဒါရွေးပေးလေးရှိတယ်ပေါ့เนาะအဲ့တော့မညတော့ညတော့3ပတ်ဒီ10ပတ်ဒီပေးခဲ့တာပေါ့เนาะ10ပတ်ဒီအမှာဆိုတော့မနေ့က98ထွက်သွားတယ်ဆိုတော့ဒါfree တွေအဆင်ပြေမှာเนาะကျွန်တော် YouTube live ကိုအားပေးတဲ့အကောင်မတွေအဆင်ပြေလိမ့်မယ်เนาะအဲ့တော့ညနေပိုင်း86ညနေပိုင်း86လဲကျွန်တော်ရဲ့အခမဲ့အကောင်မတွေပဲချူချူအကောင်မတွေပဲရပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့တပတ်စာမွေးလေးကွက်31ရယ်81ရယ်36ရယ်86ရယ်ဆိုမွေးကွက်ပေးထားတာဖြစ်တယ်ဒဲကြီးဆင်းပါတယ်။တော့လုံးဝမွေးလေးကွက်ကနေဒဲဆင်းပါတယ်အဲ့တော့မွေးလေးကွက်ရော့မယ်။ပတ်တိရယ်အခွေရယ် break ရယ်3မျိုးပဲကြံတော့မယ်အဲ့တော့ break လိုက်မွေးကွက်လိုက်တဲ့အကောင်မတွေအဆင်ပြေမယ်ပေါ့ဗျာနော်အဲ့တော့ညနေပိုင်း86ဆိုတော့အဆင်ပြေတယ်ကျွန်တော်ညနေကပေါက်ပေးတွေကကျွန်တော်8နဲ့ထုတ်ထား9ကွက်တောင်ဒါပေမဲ့86မပါဘူးเนาะကြားထဲကနေထွက်သွားတယ်81ဆိုတော့ရမှာပေါ့ဗျာနော်ဒါပေမဲ့86အဆုံးက6ကတ်သွားတယ်เนาะ4 break ဆင်းသွားတယ်6ကတ်သွားတယ်ဆိုတော့ကျွန်တော်ပေါက်ပေးတွေလည်းအဆင်မပြေလိုက်ဘူးညနေเนาะလုံးဝကိုယ့်လက်ထက်ရောက်ကမှကိုင်းတော့မှထိတ်စည်းငြိမ်သွားတော့တင်လိုက်သေးတယ်ကန်စာတာကတော့ကိုယ့်ဘက်ရောက်လာပြီတော့เนาะသို့တော့နောက်ပိုင်းကျတော့1မကတ်ပဲနဲ့6ကတ်သွားတာเนาะ9ကွက်တောင်ပါတယ်เนาะဝင်8ပူးတောင်ပါသေး9ကွက်တောင်ပါတော့အဲ့ဒါကို3ကွက်ထဲကထွက်သွားတာကြံ3ကွက်ထဲကထွက်သွားတာเนาะရင်နာဖို့တော့ကောင်းတယ်ပေါ့เนาะတချို့တွေကကန်တွေကကိုယ့်ဘက်မပါဘူးပေါ့ဗျာเนาะအဲ့လိုဖြစ်သွားတာပေါ့เนาะဘယ်လိုမှမျက်နှာသာမပေးတဲ့အနေထားပေါ့ကနန်းရှစ်ထိပ်စည်းတစ်ခုလုံးငြိမ်သွားတာတော့မှကိုရွေးထားတဲ့9ဘက်တွေက9ကွက်ထဲကမပါတာတော့ဒါအဆင်မပြေဘူးပေါ့ဗျာเนาะကဲအဲ့တော့နောက်နေ့မနက်ဖြန်လဲရအောင်ဗျာเนาะအကောင်းဆုံးတော့ကြိုးစားပြီးမှာပါအဲ့6ကွက်ကလည်းကျွန်တော်ပေါက်ပေးတဲ့6ကွက်ကလည်းအများနဲ့လို့ဒီဘက်မှာ2ကြိမ်3ကြိမ်เนาะထိလေရှိပါတယ်အများနဲ့1ကြိမ်မှမထိဘဲနဲ့ပျောက်သွားတဲ့အပတ်ဆိုတာမရှိဘူးပေါ့နော်ပေါက်ပေးယူတဲ့ကိုမကြီးသိတယ်အဲ့တော့ပေါက်ပေးယူနေတဲ့ကိုမကြီး Viber channel ကို join ထားပါ Viber မှာကိုမင်းပေါက်ပေးချပေးပါတယ်เนาะအဲ့တော့မနေ့6ကွက်ည6ကွက်ထိုးရတဲ့ဟာတွေရှိတယ်เนาะအခါလေးတော့ကောင်းရရင်လည်းကောင်းရသလိုတင်ပေးတယ်ပေါ့နော်အဲ့တော့ Viber channel ကို join ထားပေးကြပါเนาะကျွန်တော် video file လိုက် show ရဲ့အောက်မှာ Viber channel link ရှိပါမယ်เนาะကဲတော့တူပါပဲအဲ့တော့ကျွန်တော်ကိုမကြီးကပေါက်ပေးကလွဲတယ်ပေါ့ဗျာเนาะပေါက်ပေးလဲလွဲတယ်ကျွန်တော်ကိုမကြီးလည်းအခမဲ့တွေပဲအဆင်ပြေသေးတယ်ကျွန်တော်ဖွဲ့ဝင်နေတဲ့ဒီနေ့မရသေးအဖွင့်မလာဘူးဒီနေ့เนาะအဲ့တော့ကျွန်တော် free တွေပဲအဖွင့်လာတယ်เนาะအဖွဲ့ဝင်တွေတော့ free အဖွဲ့ဝင်တွေတော့အဖွင့်မလာသေးဘူးကဲအဲ့တော့မနက်ဖြန်တော့လှအောင်ပဲเนาะအဲ့တော့ကျွန်တော်ကိုမကြီးအားလုံးကအဖွဲ့ဝင်ထားတဲ့ကိုမကြီးကအခွေနဲ့ပတ်တိကိုဆက်ပြီးတော့လိုက်ပါမယ်เนาะကဲအဲ့တော့ကျွန်တော်ကိုမကြီးအားလုံးမနက်ဖြန်20နဲ့24เนาะမနက်ဖြန်24ရက်6လ2025เนาะမနက်ဖြန်24ရက်6လ2025မှာဘာပတ်တိလေးတွေထိုးရမလဲဆိုတော့မနက်ဖြန်အကောင်းဆုံး10ပတ်တိတွေ3ပတ်တိ9ပတ်တိပါเนาะမနက်ဖြန်3ပတ်တိ9ပတ်တိပါ3ပတ်တိ9ပတ်တိပါ9ပတ်3ပတ်တိအမှားပါเนาะမနက်ဖြန်နေကုန်သာ10ပတ်တိက3ပတ်တိ9ပတ်တိပါ3ပတ်တိအမှားဖြစ်ပါတယ်เนาะ3ပတ်တိအမှားပါ3နဲ့ပတ်သက်ရင်ရွေး9ခွက်ရှိမယ်9နဲ့ပတ်သက်ရင်ရွေး9ခွက်ရှိမယ်ပြီးတော့ main 3ခွက်ရှိမယ်ပြီးတော့အထိကြီးရှိမယ်เนาะကြအားလုံးပဲ3နဲ့ပတ်သက်ရင်30 31 32 34 38ပါ3နဲ့ပတ်သက်ရင်30 31 32 34 38ပါ3နဲ့ပတ်သက်ရင်38ကို main တင်ပါ8ဒီမျိုးကနန်းလို့ဖြစ်လာနေတယ်เนาะအဲ့တော့မနက်ပိုင်း98ညနေပိုင်း86ဆိုတော့ဒါ8ကဒီတစ်ပတ်အတွင်းမှာဒိလာနေ2ကြိမ်အောင်ဆင်းသွားပြီးတော့မြူကနန်ဖြစ်လာနိုင်တယ်ပူတောင်ဆင်းလာနိုင်တယ်ဒီသားရှိရပါတော့အဲ့တော့3နဲ့ပတ်သက်ရင်30 31 32 34 38 3နဲ့ပတ်သက်ရင်38ကို main တင်ပါ9နဲ့ပတ်သက်ရင်90 91 92 94 9ခွန်ပါ9နဲ့ပတ်သက်ရင်90 91 92 94 9ခွန်ပါ9နဲ့ပတ်သက်ရင်9ခွန်ကို main တင်ပါเนาะ9နဲ့ပတ်သက်ရင်9ခွန်ကို main တင်ပါလက်ဖက်တော့အကောင်းဆုံး main 3ခွက်ဒီ1ခွန်ရယ်1 5ရယ်10ရယ်ပါဘေကနန်းနေထိုးမထိုးဒီ main 3ခွက်တော့ထည့်ထိုးထားပြီပေါ့ဗျာเนาะအဲ့တော့1ခွန်ရယ်1 5ရယ်1 3ညရယ်1ခွန်1 5 1 3ညပါမနက်ဖြန်အကောင်းဆုံး main 3ခွက်ဒီနေကုန်စာ main 3ခွက်ဒီ1ခွန်1 5 1 3ညပါเนาะအပူထဲမှာဆိုတော့3ဘူး9ဘူးခွန်ဘူး10ဘူးရှိပါမယ်เนาะ3ဘူးရယ်9ဘူးရယ်ခွန်ဘူးရယ်10ဘူးရယ်အပူထိုးကျင်တဲ့အကူမကြီးအဲ့4ဘက်ကို main တင်ထိုးပါ3ဘူး9ဘူးခွန်ဘူး10ဘူးเนาะဒီနေ့ကျွန်တော်ကူမကြီးကကျွန်တော်ပြောရရင်เนาะညရဲကဘိုင်ရှိရယ်အဲ့ကီးကရွှေကီးလို့ကျွန်တော်ပြောခဲ့တယ်ည
ညလည်းကိုမအားပေးခဲ့3ဘက်ဒီ10ဘက်ဒီမှာအထီကြီးက139အထီကြီးနော်139အထီကြီးဆိုတော့မနက်က68ဆိုတော့ကိုထိပ်စီးနဲ့ဆင်းသွားတယ်နော်ရကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ပိုင်ရှိရင်တော့လောင်းကရွှေပါပဲနော်အဲ့တော့ကျွန်တော်တို့ကိုထိပ်စီး68ဆိုတော့ဒါအထီကြီးထိတယ်ကောဒီနေ့မနက်ဖြန်အင်္ဂါနေ့အတွက်အထီကြီးက893အထီကြီးပါ893အထီကြီးပါနော်893အထီကြီးပါ893အထီမှာနှလုံးပေါက်ပါမယ်ကဲအဲ့တော့အားလုံးပဲကျွန်တော်ကလည်းကနန်းလည်းပြောပြီးပြီးတော့ဒီနေ့အောင်ခဲ့တာလည်းပြောပြီးပြီเนาะကဲအဲ့တော့မနေ့ကအင်္ဂါနေ့မှာကျွန်တော်အဖွဲ့ဝင်တွေကိုကျွန်တော်ရဲ့ free တွေကိုလုံးဝမရောတဲ့အနေပြီးတော့ထိထိမမီရကြပါစေလို့ဆုတောင်းပေးနေအားလုံးကိုနှုတ်ဆက်ပါမယ်ကျွန်တော်ဗီဒီယိုဖိုင်လိုက်ရှုကိုကြည့်ပြီးသွားရင်ဗီဒီယိုကိုကျွန်တော်ရဲ့ channel ကို subscribe မလုပ်တဲ့ subscribe လုပ်ထားခြင်းမျိုးကူညီပြီးပါပြီးတော့အဓိကပြောချင်တဲ့က Viber channel ကို join ထားပေးပါလို့ပြောချင်တဲ့အားလုံးကိုနှုတ်ဆက်ပါမယ်အကူမရဲ့ comment မှာမနေ့ကအားလုံး good luck ကံကောင်းကြပါစေဗျာเนาะ